လူရတော့မင်္ဂလာပါနော်ဒါမနေ့ညကနာမှာကျွန်တော်ခွန်တစ်ခွန်လို့ကြာရင်တစ်ပတ်နှစ်ပတ်သုံးပတ်မှာဒီအင်္ဂါနှစ်ဒီမောနော်ဒီစက်ပြန်ကြတော့နှစ်ပေါ့အင်္ဂါပဲကြာနှစ်ကျွန်တော်နှစ်6နဲ့တစ်ပတ်နှစ်ပတ်သုံးပတ်မှာဒီရှစ်ကိုတစ်ရှစ်ပြန်ပြန်ကြခွန်တစ်ခွန်မှာတစ်ပတ်နှစ်ပတ်သုံးပတ်မှာခွန်ကိုခွန်လို့ကြာကျွန်တော်6ချက်ကြာရနော်ရှစ်6ကို6ရှစ်လို့ကြာရခွန်ကိုခွန်လို့ကြာမှာပေါ့နော်ဒါနော်မနေ့တီးတန့်ရှိပဲကျွန်တော်အကြိုက်ဆုံးကနန်းလေးမနေ့တီးတန့်မှာကျွန်တော်မနေ့12နာရီတီးတန့်မှာပေါ့နော်ကျွန်တော်ဒီမှာပေါ့ခွန်တုံညဟိုကြာလာပြီးခွန်တုံညကိုတောက်ကြမှာတုံညခွန်လို့ကြာရင်ဒီ63ဆိုတဲ့ခဏနော်တောက်ကြဆိုအော်ပြန်မှာပေါ့တကယ်တော့63ဆိုလို့ရှိရင်ဒီမှာ63လို့ထွက်တယ်မလာထွက်တော့နော်63လာထွက်တာမနေ့ဒီကြာလာပြီးနဲ့တောက်ချမှာထွက်တာပေါ့နော်not who ခွန်တစ်ခွန်လို့ကြာရင်သူကတင်းနေဒီကြာလာပြီးအင်္ဂါကနန်းပေါ့နော်အကောင်လည်းအင်္ဂါကနန်းနဲ့ငါ့ကိုဒီမှာတောက်ကြမှာ9နှစ်လို့ကြာတာနဲ့ငါ့ကို9နှစ်လို့ကြာဒီကောင်လည်းဒီမှာနော်အင်္ဂါကနန်းကိုကြာတော့လို့ဟုတ်ဒီမှာလေးတစ်ကိုဒီမှာကြာမှာမနေ့က3ကိုကြာတာပေါ့နော်ဒီ3ဆိုတဲ့ခဏပေါ့နော်ဒီ line နဲ့တော့တိကျဒီအင်္ဂါ3ဆိုတဲ့ခဏကျွန်တော်3လို့တည့်ရပဲကြာတာနော်3လို့ကြာလို့လားဒီအားလုံးမင်္ဂလာပါ